ကြအမီးကကော့ကော့လေးအဲ့မှာမလေးကြောက်တွေတော့များတယ်အဲကန်ကြီးကိုကန်ရတယ်အဲ့မှာလည်းငမန်းနေရောမလေးကြောက်တယ်ငမန်းငါတွေ့ရတဲ့ငမန်းတော့မျိုးစိတ်တူခဏပထမဆုံးတွေ့နေတာပါငါဒီတော့တော့ကြာအာမီရပို့ကန်ရကြီးရောရောကန်ကျေငါလေးဒီကောင်လေးရုပ်ကဘယ်လိုလဲတော့ငကားလိုလိုပါလို့ငါရုပ်ကခုမှငကားကိုတွေ့ရမှာငကားဒီတော့ဘောရှေ့ရေကန်ကြီးပဲငန်းမလားအဲ့ဒီလာနော်ဝမ်းပဲဟဲ့အချင်းချင်းဆုံးရင်းနေခုံအများကြီး这得两套。养呢，没有。မြေခွေးရောက်မြေခွေးလှအောင်နော် husky နဲ့တွေ့နော်တိုက်ရဖြစ်ခွေးရတိုက်ရဟာတော့ဒီကြောပြီးတော့လာထိုင်ပြတယ်တော့ရှိုးလာပြီးနေတာအဲ့ဘက်ကနေရေးပြီလာကွာဒီကျွန်တော်ဒီနားမှာထိုင်မယ်ဒီမှာယုံလေးတွေစစ်စရာလေးအစိုးရဆောင်းခေါ်ယုံလေးတော့မဟုတ်ဘူးအဲ့ကောင်တော့ပြောမှာအဲ့ချစ်စရာလေးကွာယုံလေးအော်ဒီကောင်နဲ့တအားချစ်စရာကောင်းလာရောဒီကောင်ဒီကောင်နေဖေးလိုက်ပြီးသွားနေဟုတ်တယ်နော်ဒီကဘာကောင်းလဲမသိဘူးမုန်းနေအောင်လည်းကတ်စင်စီဒီကောင်ကတော့ဒီဘက်ကတော့ဖြူကောင်ပေါ့နော်နေဟိုကနေစော့တဲ့အကောင်ကြီးပဲတဘောကြီးကြာအဲ့ဒါဘာကောင်ကြီးရောဟာမွေးပါလာတာဘာတော့ဒီကောင်မွေးပါနဲ့တွေ့နော်မွေးပါလားဟုတ်တယ်မွေးပါနဲ့ခဏစော့ဒီကောင်လားဒီကောင်အဝိုင်းနဲ့ဝင်ပြီးနေဒီကောင်လားလို့ဟိုအိတ်ပါပြီဟုတ်လားဒီကောင်လည်းဘာလဲမသိရဟာဒီကောင်အိတ်နေစစ်စစ်ရတယ်ဟုတ်တယ်ဟာတောင်းကြီးလာအယုတ်လာအော်စစ်ကြီးဟာလာတာဒီကောင်တော့လာတယ်ရောမိုက်ဒီကောင်လေးအသားသားကောင်ခွေးအားနဲ့နည်းနည်းတော့ဆိုတယ်ခွေးအားလို့သူ့ပြတဲ့ကောင်လေးခွေးအားနဲ့တော့ခွေးအားဒီကောင်ဘာတွေဝမ်းနေနေစာကြည့်တာဆိုမျက်နှာတော့
ထားပေးတာမလို့တာယာနေတာတော့သူတို့ပဲပေါ့နော်သူတို့ကတော့ဘယ်နိုင်ငံရောက်တာယာဝတီပါလေသူတို့နှစ်ကောင်သူတို့မျိုးသားတွေကတော့မြေရန်စိတ်လိုက်စားလိုက်တယ်ဒီရတယ်ဒါကြောင့်လည်းဒီကောင်တွေကဝိမကြတာမြန်မာပြည်ရဲ့ရှားပါမျိုးစေ့တခုရှာဖွေတွေ့ရှိထားပါတယ်ဒီကောင်တော့မိုက်တယ်ရောအချက်ဖြူကြီးရောဘယ်လိုမစိမ့်နဲ့တို့တွေကားနှမရဲ့ကောင်မလားမီးနေအေးတို့ဘယ်လိုအစိမ့်ကောင်ကြီးဒီဘက်ကောင်ကြီးတွေ့ရကောင်ဒီချက်ဖြူကတော့မိုက်တယ်ရေခွေးတော့မွေးချင်တော့တယ်။အဲ့ဒီချစ်တယ်မျိုးလုံးလေးဟာဒီကောင်ကလည်းဒီကောင်တကယ်ကျိုးပေါ်တယ်ဒီကောင်ငွေလေးကောင်ဒီကောင်လည်းအားရပါဒီကောင်လာငွေလေးကောင်ကိုင်းစမောကတော့တဲ့တယ်ဒီကောင်ကတော့ဟို ISIS ကားရဲကောင်းမလား ISIS ကားရဲရလေဟိုလေတခြားစီနဲ့ရေကတော့ကြီးခွဲပလိုက်တဲ့ကောင်ဒီကောင်အဲ့ကောင်မို့ဒီကောင်မှန်တယ်ဒီကောင်ဂိုင်းစဘောတော့တဲ့ဟွာထိုင်းနဲ့သဘောကျတယ်အဲ့ကောင်ငါတော့ရအဲ့ဘောမီးရလားဘာလုံးอ่ะเอ้าမင်းစုံရင်းနေငါတို့တော့ရန်လေးပါနေတယ်အန်ဂျန်ကြီးနေတော့ကိုဒီကမြောက်တော့တယ်ဟောနေတယ်လားဒီဝေးနေတယ်တော့လားဟုတ်ကဲ့ကျွန်တော်တို့အခုဆိုရင်ဒုံစောထောမီနိုကိုရောက်ပြီပေါ့နော်ကျွန်တော်အင်းချွန်းထောမီနိုကို6ခွဲကိုရောက်တော့ညာလဲအင်းချွန်းထောမီနိုကနေကျွန်တော်တို့ထဲဖျားကိုကားမရှိဘူးတဲ့အဲ့ဒါနဲ့ကျွန်တော်တို့အနည်းဆုံးအီချွန်းကိုဖြတ်တယ်ဒါပေမဲ့အီချွန်းကျတော့ကျွန်တော်တို့လည်းကားလမ်းမကကုန်သွားပြီတဲ့အဲ့ဒါကျွန်တော်တို့ဒုံစောကိုပတ်ပြီးကားစီးရတာဖြစ်ပါတယ်10 နာရီ2 မိနစ်ပါတော့ကျွန်တော်တို့ထဲဖျားကိုပြန်ရောက်ပါပြီအဲ့ဒီကျွန်တော်ဆက်ရုံကိုတစ်စီနဲ့သွားပါမယ်